ဒီနေ့ဗီဒီယိုကတော့ကျွန်တော်နည်းနည်းလေးမှောက်ပါမယ်။ဘာလို့ထင်တာလဲအမောင်ကိစ္စတော့မဟုတ်ပါဘူးကျွန်တော်ပြောသွားမယ့်အကြောင်းအရာကဒီပညာလောကရဲ့အမောင်ဘက်အချမ်းဒါဝက်ပဲဖြစ်ပါတယ်။ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်တို့ ID Work ကဖြိုးပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ဒါဝက်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးကျွန်တော် sharing လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ပေါ့နော်။ဆိုတော့လူတော်များများကဒါဝက်လို့ပြောလိုက်တာနဲ့ကျွန်တော်အနေရှိရဲ့နေရာတစ်ခုကျွန်တော်တော်များများအသိများကြတယ်ဒါပေမဲ့ကျွန်တော်ဓာတ်ဝက်ထဲကိုကျွန်တော်ဘယ်လိုမျိုးဝင်ရလဲကျွန်တော်ဓာတ်ဝက်ကိုဘယ်လိုအသုံးပြုကြလဲဓာတ်ဝက်ထဲမှာရောဘာတွေရှိတာဘာလို့ဓာတ်ဝက်ကကျွန်တော်ဒီအနေအများဆုံးနေရာတစ်ခုဖြစ်သတ်မှတ်ထားခြင်းခံရလဲပေါ့နော်ဆိုင်ပြီးကိုရင်အားလုံးအဖြေကိုကျွန်တော်ဒီဗီဒီယိုမှာ step by step sharing လုပ်ပြီးသွားမှာပါဓာတ်ဝက်ကိုဘယ်လိုအသုံးပြုရလဲဆိုတဲ့အကြောင်းအထူးကိုကျွန်တော် sharing လုပ်ပြီးသွားမှာပဲဖြစ်ပါတယ်ဆိုတော့မိတ်ဆွေတို့ online မှာလည်းကြားဖို့မှာပေါ့နော်ကျွန်တော်ဓာတ်ဝက်မှာကျွန်တော် illegal item တွေရတယ်စသဖြင့်ပေါ့မူကြီးစေးဝါတွေကျွန်တော်လက်နက်တွေပေါ့ဝယ်လို့ရတယ်ပြီးတော့နောက်တစ်ခုကျွန်တော်ဓာတ်ဝက်ထဲမှာ hacking သမားတွေရှိရပေါ့နော်အခက်မသိဘူးဆိုရင်ကိုယ့်ရဲ့ device ပါ hack ခံနိုင်တဲ့အထိကိုအနေများတယ်ပေါ့နော်ဆိုတော့ဒီစကားတွေကတော့ကျွန်တော်တို့ဂျင်းစကားတွေတော့လည်းမဟုတ်ပါဘူးတကယ်အမှန်ပါကျွန်တော်ဓာတ်ဝက်ထဲမှာအဲ့လိုအခြေအနေရှိပါတယ်ဆိုတော့အခက်မသိဖြစ်သွားနိုင်တယ်ပေါ့နော်အခက်မသိဖြစ်သွားနိုင်တယ်ဘာလို့ဆိုတော့ဗျာဥပမာပေါ့နော်ကျွန်တော်ဒီဓာတ်ဝက်မှာဗျာတချို့ hacker တွေကဒီလိုမျိုး normal user တွေဗျာသူမျက်စိလေးလမ်းမာပြီးတော့မှဓာတ်ဝက်ထဲရောက်လာပြီးတော့ဟို click ဒီ click ဗျာတချို့ touch curious ဖြစ်တယ်ဗျာဒီမှာဆက်စုကျင်တော့ဟိုနေဒီနေနေအဲ့လိုမျိုးတချို့ပေါ့နော် hacker တွေကသူတို့ဒီလိုမျိုး malware ရှိတဲ့ link တွေကျွန်တော်ပြီးရင်ကျွန်တော် ransomware ရှိတဲ့ link တွေပေါ့နော်သူတို့ဖန်တီးထားကြရဗျာအဲ့လို link မျိုးကိုမိတ်ဆွေကclick လေးလုပ်လိုက်ရုံနဲ့ပေါ့နော်မိတ်ဆွေကွန်ပျူတာတွေကို malware တွေအလိုရောက်ဝင်သွားပြီးတော့မှမိတ်ဆွေရဲ့ကွန်ပျူတာကိုဖျက်ဆီးနိုင်တဲ့အထိပေါ့နော်မိတ်ဆွေကွန်ပျူတာကို control လုပ်နိုင်တဲ့အထိကိုအနေနဲ့ကြီးပါတယ်ဆိုတော့တချို့လူတွေပေါ့နော်အမှန်မှားနေကြတယ်သူတို့ထင်တာက application တစ်ခုခုကို download လုပ်လိုက်မှ install လုပ်လိုက်မှဒီက permission တွေပေးလိုက်တော့မှကိုယ့်ရဲ့privacy information ကိုယ်တိုင်ဖြည့်လိုက်မှကိုက hack ခံရနိုင်တယ်လို့တချို့ကထင်နေကြတကယ်နဲ့အဲ့လိုမျိုးနီးလိုက်နေလဲဟုတ်ပါတယ်ဒါပေမဲ့တကယ် hacker တွေကြောင့်သူတို့က advanced technology ကိုအသုံးပြုကြတာပေါ့နော်သူတို့တော့ကအဲ့လောက်ထိမလိုပါဘူးသူတို့ဖန်တီးထားတဲ့ဒီ malware ရှိရဲ့ link တွေကျွန်တော် ransomware ရှိရဲ့ link တွေကိုမိတ်ဆွေ only just one click နဲ့ class B ကိုနော်သူတို့အနေနဲ့မိတ်ဆွေ computer control လုပ်လို့ရတယ်ဆိုတော့နောက်တစ်ခုကအခက်မသိဆိုရင်ကျွန်တော်မိတ်ဆွေ computer ကဖျက်ဆီးသွားနိုင်တဲ့အထိအနေများပါတယ်ဒါဝက်လို့ပြောလိုက်ပြီဆိုရင်ကျွန်တော်လူတော်များများလုံးလုံးကြီးဗျာမသိတာတော့မဟုတ်အခြေခံတော့တော်များများသိရပေါ့နော်ဆိုတော့ကျွန်တော် browser ဆိုရင်ကျွန်တော်တို့ဒီ Tor browser ပေါ့နော်စသဖြင့် Onion browser လို့ခေါ်ကြပါတယ်ဆိုတော့ဒီလို browser တွေအသုံးပြုပြီးကျွန်တော်တို့ဓာတ်ဝက်တွေအသုံးပြုကြအောင်နော်ဒါတော့လူတော်များများသိပါအခြေခံချက်ပါ search engine ဆိုလဲဒီလိုပဲပေါ့နော်ကျွန်တော် DuckDuckGo ပေါ့နော်ဒါတော့ DuckDuckGo ကတော့လူတော်များသိတယ်ဒါတော့ popular ဖြစ်လို့ပါ DuckDuckGo ကအမှန်တော့ကျွန်တော် search engine DuckDuckGo တခုတည်းတော့မဟုတ်ပါဘူးဓာတ်ဝက်တွေကိုရှာပေးနိုင်တဲ့ engine က DuckDuckGo အပြင်မှာကျွန်တော်တို့တခြား engine တွေလည်းရှိပါတယ်ဥပမာ Amia တို့ပြီးကျွန်တော်တို့ဒီ Torch တို့ဒီနောက်ခုကျွန်တော် Haystack ပေါ့နော်ဆိုအဲ့လိုမျိုး search ဖြစ်အများကြီးရှိပါတယ်ပေါ့နော် search engine တွေရှာပေးနိုင်တဲ့ engine တွေအများကြီးရှိပါတယ်ဆိုတော့ဒီလို engine တွေအသုံးပြုပြီးတော့ကျွန်တော်တို့ဓာတ်ဝက်ထဲတွေကိုကျွန်တော်ဝင်ပြီးအသုံးပြုကြရပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဗီဒီယိုလေးမစတင်ခင်မှာကျွန်တော် remind လေးလုပ်ချင်တာလေးတစ်ခုရှိပါတယ်ဆိုတော့အဲ့ဒါဘာလဲဆိုကျွန်တော်ဒီဗီဒီယိုပေါ့နော်ပြုလုပ်အချင်းကကျွန်တော် knowledge sharing တစ်ခုအနေနဲ့ကျွန်တော် sharing လုပ်ပေးချင်လို့ပဲဖြစ်ပါတယ်ရှောက်ပြီးပေါက်ပန်းလေးတွေရှောက်လို့လည်းမဟုတ်ပါဘူးဆိုတော့ touch curious ဖြစ်တဲ့လူတွေလည်းပဲဝင်ပြီးတော့လေ့လာပါဒါပေမဲ့ဟို click လုပ်ဒီ click လုပ်ဟို link နှိပ်ဒီ link နှိပ်တော့မလုပ်ပါနဲ့အဲ့လိုမျိုးတစ်ခုခုပေါ့နော်ကိုက secure ကိုရှောက်လို့မှ security leak ဖြစ်တာတော့ကိုယ့်ရဲ့ privacy leak ဖြစ်တာဆိုရင်တော့ကို risk ကိုယူရမှာပဲဖြစ်ပါတယ်အဲ့ဒီတစ်ခုကျွန်တော် remind လုပ်ချင်ဆိုတော့ video လေးစလိုက်အောင်ကျေးဇူးတင်ပါတယ်ကျွန်တော်ဓာတ်ဝက်သုံးဖို့ဆိုရင်တော့မဖြစ်မနေကျွန်တော် install ထားမှာတော့ Tor browser ပဲဖြစ်ပါတယ်ဆိုတော့ဒီ first site လေးမှာပေါ့နော်ကျွန်တော်ဒီ Onion browser လေးလို့လည်းခေါ်ပါတယ်အဲ့ဒါလေးကိုကျွန်တော် download လုပ်ပြီး install လုပ်လိုက်ပါကျွန်တော် download install step တော့မပြတော့ဘူးကိုယ့်ကိုလုပ်လိုက်ပါပြီးရင်တော့ကျွန်တော်ဒီဓာတ်ဝက်ကိုရှာလို့ရတဲ့ engine ပေါ့နော်ဆိုတော့ကျွန်တော်ဒီ Onion ကျွန်တော် engine.com လို့ကျွန်တော်ရိုက်ရှာလိုက်အဲ့လိုက်ကျွန်တော် first site လေးတွေ့ပြီပေါ့နော်အဲ့ first site လေးတွေဝင်ပြီးလိုက်ပြီးကျွန်တော်ဒီOnion engine.com မှာကျွန်တော်ဒီ Tower link တွေကိုကျွန်တော်အဲ့ရရှာပါဆိုတော့အဲ့မှာမိတ်ဆွေဥပမာ market name တွေတည်ရဆိုလဲ market name ဒါမှမဟုတ်ဆိုကျွန်တော်ဒီတိုင်းပဲဟိုတခြား keyword နဲ့ရှာခြင်းလည်းရပါတော့အခုလို black market လို့ရိုက်ပြီးရှာရင်လည်းကျွန်တော်အောက်မှာ link တွေထွက်လာမှာပေါ့နော်ဆိုတော့အဲ့ link တွေအားလုံးကျွန်တော် Tower link တွေပါဆိုတော့ကျွန်တော်တို့လောက်မှာအဲ့ link လေးတွေ copy ယူပြီးတော့ကျွန်တော်တို့ဒီ Tor browser မှာပြန် paste လုပ်လိုက်ကျွန်တော်တို့ဒီ
ဒါ site တွေကျွန်တော်ရောက်မယ်ပေါ့နော်သုံးလို့ရမှာအခုကျွန်တော်ဒီမှာပြတဲ့ဟာလေးပေါ့နော်မပြီးအကုန်လုံးစုံစည်းလေးပြပြီမယ်ကျွန်တော်အခုရှာတာလေးရင်ပြပြီပေါ့နော်အဲ့လိုမျိုး black market ဒါမှမဟုတ် black market ကန်လို့ရိုက်ရှာလိုက်ပေါ့နော်အဲ့ဒါကျွန်တော်ဒီကန်တွေရောင်းတဲ့ဒီ market link တွေပေါ့နော် our link ကျွန်တော်ရမယ်ဆိုတော့ပထမ site တစ်ခုပါဒုတိယ site ကကျွန်တော်ဒီ onion ကျွန်တော် engine.io ပါပေါ့နော်ဆိုတော့ဒီ site နှစ်ခုကကျွန်တော်ဒီ result data တူရဆိုပေမဲ့ကျွန်တော် database နဲ့ index နဲ့မတူဘူးပဲပေါ့နော်ဆိုတော့ဒီမှာလည်းတကယ်လို့မိတ်ဆွေတွားကျင်တဲ့ site ကိုမရောက်ဘူးဆိုရင်ဒီမှာလာရှာလို့ရပါတကယ်လို့ကိုက market name တွေသိရင်ခုနလိုအခုကျွန်တော်ရိုက်ပြတော့ time ရ short လို့ပါဆိုအဲ့လိုမျိုး name တွေကိုသိရင်ဆိုလည်းအဲ့လိုဒါလိုက်ရိုက်ရှာလိုက်ပေါ့နော်ဒီကျွန်တော် copy ယူပြီးတော့ကျွန်တော်ဒီ onion browser မှာကျွန်တော်ပြန်ပြီး paste လုပ်ပေးလိုက်ဒါဆိုရင်ကျွန်တော်ဒီသူရဲ့ data site တွေကိုဒါလိုက်တန်းရောက်သွားမှာပေါ့နော်ဆိုတော့ကျွန်တော်ဒီ Google မှာပုံမှန်ရှာသလိုမျိုးတော့ data site တွေကိုအဲ့လိုသွားရှာလို့မျိုးသူတို့ဒီ data site link တွေကိုကျွန်တော်တို့ဒီဆွမ်းပြတဲ့ကျွန်တော် onion site ဒီမှာရှာပြီးတော့မှဒီမှာပြန်ပြီး paste လာလုပ်ပြီးတော့ကျွန်တော်ဝင်သုံးရတာပေါ့နော်ဆိုအဲ့လိုမျိုးလေးပါဆိုတော့ကျွန်တော်အခုဒီမှာပြတဲ့ anon market ဆိုရင်ဒါကျွန်တော်သူက hacking တမန်တယောက်တော့ဖြစ်နေမှာသူ service တွေပေးရအောင်နော်ကျွန်တော်ဒီမှာအခု message မြင်တဲ့အတိုင်း Facebook hacking service တို့ WhatsApp တို့ပေါ့နော်ကိုယ့်ရဲ့ AS ကိုမကျင်းတော့ဆိုရင်ဒီ base မှာသွားပြီးတော့ service ယူလိုက်ပါတရားပဲရှိပါတယ်ဒေါ်လာတရားပဲပေးရမှာပေါ့ဆိုတော့ကျွန်တော်ကပေါ့နော်ကျွန်တော် share black market ကန်မှာဒါ PMG black market ကန်မှာဆိုတော့မိတ်ဆွေအဲ့ဟိုနားလေးရပါတော့ shop ဆိုတဲ့ဟာလေးကိုကျွန်တော်ထောက်ပြလိုက်ရင်ကျွန်တော်အဲ့မှာစပြီး gan တွေတွေ့ပါမယ်အဲ့ shop ဟာလေးကို click နေပြီလေအဲ့ဆိုကျွန်တော်ဒီမှာနော်မိတ်ဆွေ gan တွေဝယ်လို့ရပါတယ်ဆိုတော့ဒါတွေတကယ်ဝင်ကိုစီရောက်မရောက်တော့ကျွန်တော်လည်းမသိဘူးပေါ့နော်ဒါပေမဲ့ဟိုဒီကျွန်တော်ဒီ Darwin ဒီမှာကျွန်တော် PC တခုဝင်ကျွန်တော် comment review ကြည့်တာတော့ဒီ wonder ပေါ့နော် seller ရဲ့ဒီ member date တွေကြည့်တာပေါ့စသဖြင့်အဲ့ဒါမျိုးလေးနဲ့ဆုံးဖြတ်ရတော့တကယ်ကျွန်တော်လည်းတစ်ခါမှတော့မဝယ်ဘူးပါဘူးဆိုတော့ဝယ်ရောရမရလဲကျွန်တော်လည်းမသိပါဘူးပေါ့နော်ဆိုတော့ဒီမှာကျွန်တော်တခုတော့6အောက်တော့ပြပြမယ်ဆိုတော့ကျွန်တော်အဲ့ဥစ္စာလေးဆို900 page 2က999တဲ့ဘောနော်ကျွန်တော်ဒီ6အောက်လုံးကျွန်တော်ဒီမှာ fake name တွေ less name တွေပေါ့ fake name တွေပြီး fake address တွေထည့်ပြီးကျွန်တော်သွားယူမယ်ကိုအိမ်လိပ်စာ direct ထည့်ကြမှာကိုယူခြင်းတဲ့နေရာပေါ့နော်သူ draw ချဖို့အတွက်အဲ့မှာကျွန်တော်ဒီ map ရဲ့Google map ရဲ့ဒီပါလေ link လေးပေါ့နော်အဲ့လေးနဲ့ကျွန်တော်ကသွားပြီးကို drop ယူခြင်းတဲ့နေရာကိုချပေးလို့မျိုးပါပြီးတော့ဒီ Darwin မှာကျွန်တော် payment method တွေကျွန်တော် visa တွေကျွန်တော်တည်တယ် master တွေနဲ့အဲ့လို master card တွေအဲ့ဒါတွေနဲ့ပေးလို့မရဘူးဒီမှာ only bitcoin တို့တခြား coin တွေပေါ့နော်ကျွန်တော်အဲ့လို coin တွေနဲ့ပေးရတာပါဟိုလိုမျိုးကျွန်တော် visa card တွေပါတုံးပြီး payment ချေလို့မရဘူးဆိုတော့ဒီမှာဆိုရင်ဒီ site ဆိုရင် draw ချပေါ့နော် basic ဒီ site နဲ့တွားရင် Sona engine မှာပေါ့နော် Onion engine မှာတွားပြီး drag help လို့ရှာလိုက်ပါပြီးအဲ့ link လေးယူလာပြီးတော့ဒီမှာ copy paste လုပ်ပြီးလည်းရပြီပေါ့ဆိုတော့ Sona ကျွန်တော်ရှာတဲ့ဟာလေးပေါ့နော် Onion short ဆိုရဟာလေးဆိုတော့ဒီမှာဆိုရင်တော့ Bitcoin stealing 2ပေါ့ဒါဆိုရင်ဒီ hacker တယောက်ဒီလိုမျိုး stealing 2 software ပေါ့နော်ကျွန်တော်အဲ့ software လေးတေချာဝင်ကြည့်လိုက်မယ်ဒီမှာသူ find free bitcoin stealing $80ပေါ့လုံးမသိဘူး bitcoin stealing 2ဆိုစိတ်ထုတ်ဝင်စားအောက်မှာတော့ comment တွေကတော့ဟုတ်နေကျန်၅လုံးနေပြီဘုကကျွန်တော် Darwin site တွေအဲ့လို market တွေတည်ကျင်တရားပေါ့နော်အဲ့ဒီ topdm.net ဆိုတဲ့ site လေးပေါ့အဲ့ဒီဝင်လိုက်ရင်မိဆွေအဲ့မှာကျွန်တော်ဒီ market ပေါ့နော် market link တွေသူချပေးတာပေါ့ဟိုကအနာ site လေးနှိပ်လိုက်တန်းရောက်သွားပါတယ် Darwin market site တွေပါဒီ site မှာသွားကြည့်လို့ရပါတယ်ဟို Google မှာတခြားအဲ့လိုမျိုး website တွေတချို့ website ပေါ့နော်တင်ပေးပါတယ်အဲ့လို market link တွေသူတို့စူးစီးပြီးတော့ပေါ့နော်ဟိုကအဲ့ရရင် direct top browser မှာပြန်ရှာပြီးတော့ direct enter site လို့နှိပ်လိုက်ရင်တခါတည်း market တွေတန်းဝင်သွားပါတယ်ဒီမှာဆိုရင်မိတ်ဆွေဒီ market တွေဆိုရင် online မှာကြားဖို့ပါပါဆိုတော့ကျွန်တော်ဒီနောက်တစ်ခုပေါ့နော်ဒီ Darwin တွေရှာလို့ရတဲ့ကျွန်တော် site တစ်ခုကျွန်တော်ဒီ onionland.io ပေါ့နော်Sona site တွေနဲ့နာမည်သာဆင်တူဖြစ်တာဒါပေမဲ့သူတို့ကဒီအထက်က database နဲ့ကျွန်တော်ဒီ index တွေမတူပါဘူးပေါ့နော်အဲကြောင့်ကျွန်တော်ဒီ video လေးမှာဒီ site လေးပါထည့်ပေးတာပါ
အဲ့ site တွေကနေပြီးတော့မိတ်ဆွေသွားကျင်တဲ့ tower ပါလေးတွေကိုရှာပြီးတော့ copy paste လုပ်လိုက်ကျွန်တော် tower ထဲတန်းရောက်ပါတယ်ဒါဆို direct site တွေပေါ့နော်မကိုကင်းတို့heroin ဟုတ်ပါဆိုတော့ကျွန်တော်ဒီ tower site တွေဆိုရင်ဒီလိုမျိုးပေါ့နော် link မှာ .onion နဲ့စုံးတယ်ပေါ့နော် .onion နဲ့စုံးတဲ့ဒီလို link တွေကတော့ကျွန်တော် tower link တွေလို့ပြောလို့ရပါတယ် tower link တွေပါပေါ့နော်ဆိုတော့အားလေးတခုပါကျေးဇူးတင်ပါတယ်